မိခင်တယောက်ဟာညံရီမမီတဲ့သားကိုတေချာဆောင်းရှောက်နေခဲ့ပါတယ်။တနေ့မှသူမကသားကိုကြက်ဥကျော်နီတင်ဖေးနေစဉ်သားကကြက်ဥကိုဒဲဥထဲထိတ်လိုက်တာနဲ့ချက်ချင်းဖြန့်ထုတ်ပြီးပါစက်ထဲထည့်စားလိုက်ပါတယ်။သူဟာနေစဉ်ဘဝထဲမှာလည်းအရာရာကိုမှားယွင်းတတ်ပြီးသွားတိုက်ဆေးနဲ့ခေါင်းလျှော်ရည်တောင်မခွဲနိုင်တဲ့အထိဖြစ်နေပါတယ်။ဒါပေမဲ့မိခင်ကတော့အနည်း30အလုံးအားမလျော်ပဲပြုစုခဲ့ပါတယ်။တလိမှတော့မိခင်ဟာဦးနောက်ကင်ဆာရှိနေကြောင်းသိလိုက်ရပါတယ်။သူမရဲ့စိတ်ထဲမှာငါမရှိတော့ရင်ငါသားဘလို့အသက်ရှင်မလဲဆိုတဲ့စိုးရိမ်မှုကြီးတက်လာပါတယ်။အဲ့ဒီအချိန်မှာသားကမိုက်ခရိုဝေ့ထဲကိုတန်ဘူးထည့်လိုက်ပြီးမီးပွားတဲ့ပောက်ကွဲသလိုထွက်လာတာကိုတွေ့လိုက်ရပါတယ်။မိခင်ကအမြန်ပြေးပြီးမီးပိတ်လိုက်ပြီးမဲ့သားကတော့ဘာမှမသိသလိုရဲနေပါတယ်။ဒီအရာတွေကြောင့်မိခင်ဟာသားကိုကိုချစ်တော်ကိုရက်တီနိုင်အောင်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကပထမဦးဆုံးလူထုတဲ့ယူပို့ဆောင်ရဲ့စီနီတင်ပေးတယ်။ဒါပေမဲ့သားကမြေပုံကိုနားမလဲပဲစားဖို့ပဲအာရုံစိုက်နေပါတယ်။မိခင်ကစိတ်တိုးပြီးပေါင်မုတ်ကိုပုတ်ချလိုက်တဲ့အခါသားကဝမ်းနေပြီးမြေကြီးပေါ်မှာထိုင်ငိုနေပါတယ်။နောက်ပိုင်းမှာမိခင်ကသားအတွက်ဝင်ငွေရအောင်မုတ်တိုက်တစ်ခုမှအလုပ်လုပ်စေပါတယ်။ဒါပေမဲ့သားကအလုပ်မလုပ်ပဲစားစကားတွေကိုခိုးစားနေတတ်ပါတယ်။မိခင်ကစိတ်တိုးပြီးရိုက်ငေါက်လိုက်သလိုနောက်ထပ်တစ်ချိန်စိတ်ပြက်အားငယ်သွားပါတယ်။ဒါကြောင့်သူမကတင်ကြားနီးကိုပြောင်းလိုက်ပါတယ်။စားအုပ်တွေဖတ်ပြီးသားလိုလူတွေကိုဘယ်လိုတင်ပေးရမလဲဆိုတာလေ့လာပါတယ်။ထို့နောက်ကားလမ်းကြောင်းတွေကိုရုပ်ပုံလေးတွေအဖြစ်ဆွဲပေးပြီးသားကိုနားလည်အောင်တင်ပေးတယ်။ဒီနည်းနဲ့သားကအမှတ်တိုင်တွေကိုမှတ်မိလာပြီးအချိန်မှန်ဘဲနေတလာပါတယ်။အိမ်ပြန်လန်းကိုလည်းကိုယ်တိုင်ရှာနိုင်လာပါတယ်။အိမ်မှာလည်းမိခင်ကအိမ်သုံးပစ္စည်းတိုင်းကိုနာမည်ကပ်ပြီးအသုံးပြုနည်းတွေကိုအဆင့်လိုက်ရေးပေးပါတယ်။ထို့နောက်ဟင်းချက်နီကိုလည်းအနှဲငယ်တင်ပေးနေပါတယ်။ဒီနေ့မှသားကမိခင်ကိုမျက်စိပိတ်ခိုင်းပြီးအန်ဟောစရာတကူပြုလုပ်ပေးပါတယ်။မျက်စိဖွင့်လိုက်တဲ့အခါသားကဟင်းတနက်လုံးကိုယ်တိုင်ချက်ပြထားတာကိုတွေ့လိုက်ရပြီးမိခင်ဟာအယမ်းအံ့ဩဝမ်းသာသွားပါတယ်။အဲ့ဒီအချိန်မှာသူမဟာနောက်ဆုံးတော့သားကိုယုံကြည်နိုင်လာပါတယ်။နောက်နေ့မုတ်တိုင်ကိုသွားတဲ့အခါသားကအလုပ်ကိုတာဝန်ယူပြီးတေချာလုပ်နေတာကိုတွေ့လိုက်ရပါတယ်။မိခင်ဟာငါသားအခုတော့တရားထဲအသက်ရှင်နိုင်ပြီလို့သိလိုက်ရပါတယ်။ဒါပေမဲ့မိခင်ကသားကိုတေချင်းဆိုတာလဲနားလေစေခြင်းပါတယ်။သူမကကြက်ပေါက်လီ3កောင်ဝဲပေးတယ်။နောက်နေ့မှာ2កောင်တေသွားပါတယ်။သားကတော့သူတို့ပြန်လာမယ်လို့ပဲထင်နေပါတယ်။ထို့ကြောင့်မိခင်ကသားကိုဇာပနာတစ်ခုစီခေါ်သွားပြီးတေချင်းဆိုတာပြန်မလာတော့တဲ့အရာလို့သင်ပေးပါတယ်။သားကအမေကိုမပြောက်သွားစေချင်ဘူးလို့ခံစားလာပါတယ်။မကြခင်မှာပဲမိခင်ကွယ်လွန်သွားပြီးဇာပနာချင်းပါခဲ့ပါတယ်။ဓာတ်ပုံရှင်မှာသားကပြုံးနေပါတယ်။အခြေကားလို့ရင်ကွက်အောင်ငိုနေပါတယ်။ဒါလေးမြတ်သားရဲ့နှုတ်ခမ်းတွေတုံနေပါတယ်။ဘာလို့လဲဆိုတော့မိခင်ကိုငါမငိုဘူးလို့ကြည်ပေးထားလို့ပါ။နောက်ဆုံးမှာတော့သားကပြုံးစင်စင်မှာပဲမျက်ရည်တွေတိတ်တိတ်လေးကျလာပါတယ်။မိခင်ကိုနှုတ်ဆက်နေခြင်းနဲ့